ကျွန်တော်ရောက်တဲ့နေရာတော့ကံပက်လက်လို့အမည်တွင်စေတဲ့ဟိုးရှိတဲ့ချိန်တစ်ခါတော့ဒီကံတကယ်စီးခဲ့ဘူးလေဆိုတဲ့နေရာဟောင်းပါပဲဒီနေရာမှာဒီထွက်တယ်လို့ယူဆကြတယ်အခုလက်ရှိလေဒီမှာဒီကတော့စိတ်ပြီးတော့ထက်နေတဲ့သဘောရှိတယ်ဒါကံလို့ယူဆလို့ရတာဒီမှာဘောက်ခတ်ထားတဲ့စိတ်ထက်ကအုပ်ရိုးတွေရှိဒီကံရဲ့အကျယ်ဝန်းဟာကျွန်တော်ရှိရမြင်ရတဲ့10ပေ15ပေဒီ20ဝန်းကျင်ရှိတယ်လို့ပြောတယ်ဒီနေကြီးကဒီကံဝန်းကျင်မှာတော့လည်းနှစ်ပေါင်းများစွာကလေးနေခဲ့တာတဲ့ဒီကံနဲ့ပတ်သက်ပြီးတော့အမေကြီးကိုနည်းနည်းမေးကြည့်တော့ကဲပြေးပြပါဦးဒီကံကိုအမေကြီးနောက်ဆုံးမြင်ခဲ့တဲ့အချိန်မှာဒီကံရဲ့အနေထားဘယ်ပုံရှိလဲနောက်ဆုံးဟိုဒီကံမို့နောက်ဆုံးဟိုတော့ရောက်ခါကြတယ်အခုဒီကဒီကံတော့ကိုယ်နဲ့ဘုံတော့ဒီပြကြတာဒီရောတော့ခက်ကြည့်တယ်အဲ့မှာကြီးဆန်လာတဲ့ဟာကိုဒီနားတော့မှာအကုန်လုံးကြည့်ပြီးအဲ့ချက်ကိုမြောင်းနေလို့ဆိုတော့အဲ့မြောင်းချက်ကိုဆက်ချေးပြီးဟိုဘက်မှာတော့ခံရတဲ့ရေကန်ကကျွန်တော်သိကြလားရေကန်ကအဲ့လိုရေကြီးလားရေကန်ကအကြီးလားရေအများကြီးလားရေဘယ်လောက်ထိနဲ့လဲအဲ့ဒါလေးကိုအမေမြင်ခဲ့တဲ့အချိန်မှာရေကန်ကိုဘယ်လောက်ကြီးကြီးလေးမြင်ခဲ့ရလဲဟိုလည်းပြန်မချီရမရှိဘူးအကြီးရပြန်မချီအမေကြီးဘယ်မှာကြာနေတယ်ဒီကမှာကြာခေါ်စကားနေတယ်ကမှာမိုးတင်းကြတော့ဒီတရားစာပြီးပါရှိတယ်တဲ့ဟိုဒီကနေကြီးတပီဝိုင်းစင်တော့ရှိတယ်အမြဲနေရာပြောင်းဒီဟန်တော့မအပြည့်လားဟုတ်တယ်အမြဲရှိတယ်အရင်တော့ရေကမထမ်းဘူးပေါ့အမြဲရှိတော့ကျွန်တော်ကြားဘူးလေဒီမိုးထဲမှာဆိုရင်ရေကဒီချန်ကြီးချန်လေးတော့ကြားတယ်ဆိုတော့ပြောတယ်ဟုတ်လားလို့မေးတာမိုးကျွန်တော်ဟိုခေါ်အားရမို့ဒီဝိသဒါလို့နဲ့တော့အပြင်ထွက်အပြင်မှာဒီတော့ဒီနေ့အဟိဝတ်တယ်အမြစ်ဒီတော့အမြစ်ရောင်းဟိုဘက်ကိုဖောက်ပေးလိုက်တယ်မိုးတဲ့ရေချန်လို့ရေချန်တဲ့အတွက်ဟုတ်ကဲ့အဲ့ဒါဘယ်နှခုနှစ်လောက်ထိရေချန်တယ်လို့ဒီကိုနှစ်ချောင်းလောက်လည်းနေရနမ်ဘိုးလူရဲ့တပြောတာအဲ့ဒါကြီးမှာပါမို့ယောက်ျားမရောက်ခင်တည်းလူငယ်အတွင်းမှာဖြစ်ကလေးတွေဟုတ်ကဲ့လူပြိုပေါက်စားကလေးကအဲ့ဒီရဆံနေတော့လေဟုတ်ကဲ့အပြိုရွယ်ကလေးကရေချန်တာဟုတ်ကဲ့ကျေးဇူးပဲလို့နော်မဘိုးလေးပြရပဲမဘိုးလေးအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမြို့တစ်မြို့ဖြစ်ပေါ်လာဖို့ကံပက်လက်လို့